ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ပေါ့နော်အခုဒီဆက်ကလေးကကျွန်တော် receipt mode ကလေးပြောင်းပြီးသွားပြီပေါ့ကျွန်တော်ဒီ voucher mode ကလေးကိုပြောင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အခုလက်ရှိဒီဖုန်းလေးနဲ့ပေါ့နော်ကျွန်တော်ဘယ်လိုချိတ်ပြီးတော့သုံးရမလဲဆိုတော့ကျွန်တော်တစ်ချက်ဆန်းပြပေးပါမယ်ခင်ဗျာအရင်ဆုံးပေါ့နော်ကျွန်တော်ဖုန်းလေးမှာရှိတဲ့ bluetooth လို့ကျွန်တော်အရင်ဆုံးဝင်ပေးရမယ်ခင်ဗျာဖုန်းလေးထဲမှာရှိတဲ့ bluetooth လေးတွေဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် printer 001ပေါ့နော်ကျွန်တော်ကဒီမှာနှလုံးဖွင့်ထား printer ဒီနှစ်မျိုးဖြစ်နေတာပေါ့နော်အခုရှိမှဆိုရင်တစ်မျိုးပဲဖြစ်နေလိမ့်မယ်ကျွန်တော် printer 001လေးတွေကိုချက်ဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် password အနေနဲ့ကျွန်တော်3ည4လုံးလေးထည့်ပေးလိုက်မယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်အမှန်ချက်ကလေးနှစ်ချက်ဒါမှမဟုတ်အမှန်ချက်ကလေးတစ်ခုပေါ့နော်နှိပ်ပေးရမယ်ပြီးရင် pair လေးကိုတစ်ချက်နှိပ်လိုက်ခင်ဗျဒီမျိုးလေးဆိုရင်ကျွန်တော် printer 001လေးကျွန်တော်ချိတ်သွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီအယောင်ထိန် free software လေးဖြစ်တဲ့ဒီ Live software လေးတွေကိုကျွန်တော်ချက်ဝင်လိုက်မယ်ခင်ဗျကျွန်တော်ဒီ free software လေးတွေကိုချက်ဝင်မယ်ပြီးလို့ရှိရင်အဆက်30ကလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ခင်ဗျပြီးရင်ကျွန်တော်ဒီမှာ setting ဆိုတဲ့အကောင်လေးရှိရခင်ဗျ setting တွေကိုဝင်လိုက်မယ်ပြီးရင် printer ဆိုတဲ့အကောင်လေးတွေကျွန်တော်ဒီမှာအပေါင်းလေးကိုတစ်ချက်နှိပ်ပေးမယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်ပေါ်စောနေနေနေရာမှာကြာကြိုက်တဲ့တစ်ခုထားလို့ရတယ်ပေါ့နော်ကျွန်တော် NS 310ဆိုပြီးကျွန်တော်တစ်ချက်ထားလိုက်မယ်ပြီးဒီ no printer ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်အပေါ်လေးကို set တင်တာအောက်ဆုံးမှာပေါ့ကျွန်တော် Arthur model ဆိုတဲ့ကောင်လေးရှိရခင်ဗျဒီ Arthur model လေးကိုတစ်ချက်ရွေးလိုက်မယ်ပြီးကျွန်တော်အခုချိန်မဲ့ printer လေးကကြာကျွန်တော် Bluetooth printer လေးဖြစ်တယ်ပေါ့နော် Bluetooth printer လေးဖြစ်တဲ့ကြောင့်ကျွန်တော်ဒီက Ethernet ဆိုတဲ့ကောင်လေးမှာကြာကျွန်တော် Bluetooth လေးကိုတစ်ချက်ရွေးပေးလိုက်မယ်ပြီးကျွန်တော်ဒီကSCARC search ကလေးနဲ့ကျွန်တော်ချစ်ရှာလိုက်မှာပါ printer 001ခုနကျွန်တော်ချိတ်ခဲ့တဲ့ printer လေးပေါ့နော်ဒီ printer လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ခင်ဗျပြီးရင်ကျွန်တော်ဒီက print receipt ပေါ့နော်ကျွန်တော်ဒီကောင်လေးချက်ဖွင့်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော် printer ကလေးချက်ဆန်းကြည့်လိုက်ခင်ဗျကျွန်တော်ဒီမျိုးလေးပေါ့နော် printer ကလေးတစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ထည့်ထားတဲ့ logo လေးတွေ sign လိပ်စာလေးပါလာပြီပေါ့နော်ဒီမျိုးလေးပါလာပြီဆိုလို့ရှိရင်ကျွန်တော်ဒါရှားသွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီကကျွန်တော်ချက်ထပ်နေပြရမယ်ပေါ့နော်ကျွန်တော် printer ကလေးတစ်ချက်နှိပ်လိုက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော် printer ကလေးကိုတစ်ချက်နှိပ်ပေးမယ်ခင်ဗျဒီလိုဆိုရင်ကျွန်တော်ဒီမျိုးလေးထွက်လာပြီခင်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့အချိန်လေးပေါ့နော်မပါလာပါဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ကလေးပေါ့နော်ကျွန်တော် advanced setting ဆိုတဲ့ကောင်လေးတွေတစ်ချက်ဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကတ်တာဆိုတဲ့ကောင်မှာသွားပြီးတော့ကျွန်တော်ရှေ့ဆုံးကနေမှာ 0A ဒါကကြတော့အခုတို့ဒီအောက်မှာပေါ့နော်ဒီမျိုးအချိန်လေးတွေဖုန်းနံပါတ်ကလေးတွေအချိန်လေးတွေနဲ့ဒီဝယ်ရပေးမှုအတွက် folder လေးပါပြီးသားဆိုရင်တော့ထည့်စရာမလိုဘူးမပါဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာထည့်ပေးရမယ်ခင်ဗျ0A ဆိုရင်ကျွန်တော်3ကထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်စေးလိုက်မယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်ရာသွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်အခုကုံရောင်းလေးထုတ်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကနေထွက်မယ်ပြီးလို့ရှိရင်ကျွန်တော်စေးဆွဲနေရာလေးကိုသွားမယ်ခင်ဗျစေးဆွဲနေရာလေးကိုကျွန်တော်သွားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ရောင်းမှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်အခုဒီမှာကုံလေးစားပြီးရောင်းတော့မယ်ပေါ့နော်ဒါဆိုရင် customer ယူတဲ့ဟာလေးကိုကျွန်တော်ရွေးပေးရမယ်ခင်ဗျ customer ယူတဲ့ဟာလေးကိုကျွန်တော်ရွေးပေးမယ်ဥပမာဒါလေးတစ်ခုယူမယ်ဒါလေးတစ်ခုယူမယ်ပေါ့ပြီးရင်မနှစ်ခုယူမယ်ဟာဆိုရင်ကျွန်တော်နှစ်ခါနှိပ်ပေါ့နော်ကျွန်တော်မှန်သိချင်ဒီအပေါ်တက်ကက်ကလေးသွားပြီးဆက်လိုက်လို့ရတယ်ခင်ဗျဒီကောင်လေးကိုထပ်ပြီးတိုးချင်တယ်ဆိုရင်ကျွန်တော်ဒီမှာ flash on mine နဲ့ကိုကျွန်တော်ကြိုက်တယ်လို့သွားပြီးထိုးလို့ရတယ်ခင်ဗျပြီးရင်ကျွန်တော်ငွေရှင်းတော့မယ်ဆိုရင်ဒီဘော chest ပေါ့နော်ငွေရှင်းတဲ့ဟာလေးနှိပ်မယ်ပြီးလို့ရှိရင် customer နဲ့ KB နဲ့ရှင်းမှာလား weight နဲ့ရှင်းမှာလားဒါမှမဟုတ်ငွေသားနဲ့ရှင်းမှာလားပေါ့ကြိုက်တာနဲ့ရွေးပြီးတော့ရှင်းလို့ရတယ်ခင်ဗျဥပမာ KB နဲ့ရှင်းမယ်ဆိုကျွန်တော် KB ကိုယူလိုက်မယ်ပြီးရင်ကျွန်တော် print receipt လို့တစ်ချက်နှိပ်ပေးလိုက်မယ်ခင်ဗျဒီလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော် voucher လေးထွက်လာပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမျိုးလေးဖြစ်လိုက်ရင်ဒါလေးကကျွန်တော် voucher လေးရပါပြီခင်ဗျကျေးဇူးပါ